နောက်တစ်ခုကကျွန်တော်တို့ဒီငါးမင်းဆွေအားလုံးလည်းသိပါတယ်ဦးငါးမင်းဆွေခင်ဗျားတို့အားလုံးသိတယ်ငါးမင်းဆွေတော့လောလောဆယ်တော့ထောင်ကျသွားပါပြီငါးမင်းဆွေထောင်ကျသွားပါပြီဟိုတော့ပဲလူငိမ့်နဲ့လွတ်တယ်လို့ဘာလို့ညာလို့နဲ့သတင်းကြီးကြားလိုက်ပါသေးတယ်ဒါပေမဲ့ထောင်ကျသွားပါတယ်အခုတော့ထောင်ကလုံချမ်းနဲ့3နှစ်လို့ကြံပြကြားပါတယ်လုံချမ်းနဲ့3နှစ်လို့ကြားပါတယ်သူကဦးမင်းဆွေကငါးမင်းဆွေကိုတဲ့မတ်လ25ရက်နေ့ဒီနေ့အင်းစိန်ထောင်မှာပဲတရားရုံးနဲ့ပုပ္ပ905ကာကြီးနဲ့အလုံချမ်းနဲ့ထောင်နဲ့3နှစ်ချမှတ်လိုက်ပါပြီတဲ့ချမှတ်လိုက်ပြီပေါ့နော်ဆိုတော့ဒီချမှတ်မှုနဲ့ပတ်သက်ပြီးတော့ပြောရင်တော့တော်တော်များကဟိုဘာဖြစ်သွားတယ်လဲဘယ်လိုလဲပေါ့ဗျာမိကုန်းတွေတော့ရှိကြတာပေါ့ဆိုတော့ဒီဦးငါးမင်းဆွေကလည်းဒီလိုဒီလိုမျိုးကိစ္စတွေဖြစ်ရကောင်းခြင်းအကြောင်းအရာဖြစ်လာဆိုတော့ဖြစ်တော့ဟိုဖြစ်မလားဆိုတော့ဖြစ်နိုင်ခြေလည်းရှိကြတယ်ပါတယ်ကြဦးငါးမင်းဆွေကသူ့ရဲ့ social platform ပေါ်ကနေ Facebook ပေါ်ကနေသူလှုပ်ရှင်ရရှောက်လုပ်နေကြတယ်ခေါ်လို့လည်းမြင်ကြလိမ့်မယ်ပေါ့နော်ဆိုတော့ပြောရင်ဗျာကျွန်တော်ဒီနေရာမှာကြုံလို့ကျွန်တော်တခုထည့်ပြောပါမယ်ကြုံလို့ပါဟိုပြီးတော့ဒါဟာဘယ်သူကမှရည်ညွှန်းခြင်းမရှိပါပြီးတော့ကျွန်တော်တို့နိုင်ငံမှာလူတွေလွဲချော်နေတာကိုကျွန်တော်ပြောချင်တာပါလူတွေကကျွန်တော်တို့ပြည်သူလူထုကတချို့ပြည်သူတွေလွဲချော်နေတယ်ပြည်သူလူထုတာမန်အခြေခံပြည်သူလူထုလွဲချော်တာကိုကျွန်တော်အပြစ်မပြောဘူးအပြစ်မတင်ရက်ဘူးအပြစ်ကိုမတင်ရက်တာအပြစ်လို့ကိုမထင်ရက်တာဒါပေမဲ့နိုင်ငံရေးသမားဟုဆိုသူများနိုင်ငံရေးသမားများဆရာဝန်များနော်လူပညာရှင်များဒါရိုက်တာကြီးပေါ်လို့ရှိရင်ဒါရိုက်တာကြီးများရုပ်ရှင်သူဆောင်ကြီးများအဲ့ဒီအုပ်စုတွေနောက်တစ်ခါဗာလဲတတိနားလေသူများဆိုတော့ဘာလားညာလားဆိုတော့ပုဂ္ဂိုလ်များအစရှိတဲ့ဒီပညာတတ်အလှော်ပေါ့နော်ပညာတတ်လို့ယူဆရတဲ့အလှော်နောက်တစ်ခုက educate ဖြစ်ပါတယ်ဆိုတော့ထင်တဲ့အလှော်နော်အများပြည်သူအကျိုးလုပ်နေပါတယ်ထင်တဲ့အလှော်အဲ့ဒီအလှော်တွေကိုယ်တိုင်ကပင်လင်ဦးငါးမင်းဆိုရပြောချင်တာပြောနေတာရဲ့ကျွန်တော်ဒီကမီဒီယာနဲ့ကျွန်တော်ရုပ်သံပြောနေတာရဲ့အဲ့နှစ်ခုအတူတူပဲလို့ထင်တယ်တကယ်ထင်တယ်အတူတူပဲလို့ထင်တဲ့လူတွေအများကြီးပဲဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်ပြန်လည်းပြောတယ် journalism ပါလူပုဂ္ဂိုလ်ကလူပုဂ္ဂိုလ်သူကသူပြောတာပါမတူပါဘူးသူကသူ online ပေါ်ကပြောချင်တာပြောလိမ့်မယ်လူတယောက်ကသူကပြောချင်တာပြောလိမ့်မယ်ဒါသူ့ရဲ့ personal အမြင်တွေသူကပြောချင်တာပြောတယ်အဲ့ဒါကိုကျွန်တော်တို့ journalist တွေလာပြီးဒီလိုတွဲမကပ်ပါနဲ့ journalist က journalist မဆိုင်ဘူးဒါကိုကျွန်တော်တို့ရှင်းပြလဲတချို့တွေကအတူတူပဲထင်တယ်ဟာကျွန်တော်ကြောင်ရတယ်မေးတဲ့လူကြည့်လိုက်တော့လေအဲ့လူတွေကလုံးဝစိုက်ကသမားလမ်းပေးရဟိုစီပင်အမိုက်ကောက်တဲ့ကောင်လည်းမဟုတ်ဘူးဒါဘာမှစမတက်ပေးမတော့လည်းမဟုတ်စာတက်ပေးတဲ့ဘွဲရပညာတတ်တကယ်ကိုပြဟိုနေရာတစ်ခုမှာခန့်ခန့်ညာတူတူနေတဲ့အဲ့ပုံကူမျိုးတွေအဲ့လိုပြောရင်ကျွန်တော်ရင်းနေမကောင်းဟာငါတို့တိုင်းပြည်ကဘာဖြစ်ကုန်တာလဲပညာတတ်ပါလျက်နဲ့ဒီ journalism နဲ့သူကသူပြောချင်တာဘောက်ပြောတယ်လို့မျိုးဟာအတူတူထင်သွားတာကျွန်တော်စိတ်မကောင်းတာတိုင်းပြည်တော့စိတ်မကောင်းအဲ့တိုင်းပြည်နိုင်ကမကောင်းစိတ်မကောင်းကြဘူးဆိုတော့ journalist က journalist ပါ journalism ဆိုတာက journalism ဘာသာရေးနဲ့တွားတယ်သူ့မှာ crew တွေရှိရတယ်သူ့မှာ team တွေရှိရတယ် team work ရှိရတယ်အဲ့လိုမရှိဘဲနဲ့တယောက်တည်းပြောချင်တာပြောနေ online ပေါ်မှာ Facebook မှာတက်ပြောချင်တာပြောတာအဲ့ဒါကို journalist လို့ကျွန်တော်ကတော့မတတ်မှာဘူးအဲ့ဒါကိုသတင်းပြောနေတဲ့လူသတင်းသမားလို့ကျွန်တော်တတ်မှတ်လို့မရဘူးဗျဒါပွင့်နေပြောတာကျွန်တော်တို့ journalist တွေကဘာလုပ်ရလဲဆိုတစ်ချက်ကနိုင်ငံတော်မှာကျွန်တော်မှတ်ပုံတင်ရတယ်နိုင်ငံမှာမှတ်ပုံတင်ရတယ်နိုင်ငံတော်မှာမှတ်ပုံတင်ရတယ် license လျှောက်ရတယ်လူပုဂ္ဂိုလ်လျှောက်ရမှာမဟုတ်ဘူးသတင်းဌာနကိုလျှောက်ရတယ်ကိုပေးခြင်းတဲ့သတင်းဌာနနာမည်မိတက်ပြီးသတင်းဌာနနာမည်လျှောက်ရတယ်လျှောက်ပြီးတော့မှအဲ့ဒီမှာအဲ့သတင်းဌာနမှာ editor အဖွဲ့ဝင်အနည်းဆုံးသူက3ယောက်ကနေ5ယောက်ရှိရမယ်ဆိုတော့ပြောတာ editor အဖွဲ့ဝင်နော်အဲ့သတင်းဌာန license လျှောက်ရင် editor အဖွဲ့ဝင်3ယောက်ကနေ5ယောက်ရှိရမယ်တစ်ချက်5ယောက်3ယောက်ကနေ5ယောက်ရှိရမယ် editor အဆင့်ပြောတာမနေ့တနေ့မှာသတင်းလောကတွေဝင်လာပြီးသတင်းတောက်က editor ဘာနာမည်တက်တာမျိုးကတော့ခင်ဗျာကြီးစရိုက်ကောင်းတာပေါ့ဒါပေမဲ့တချို့တွေရှိတယ်။ Okay ထားတော့ editor ဖွဲ့ဝင်အနည်းဆုံး3ယောက်ကနေ5ယောက်ရှိရ။မှတ်ပုံတွေသူ့ရဲ့အထောက်အထားတွေအကုန်ပေးရတယ်။အချက်လက်တွေ file CV file တွေပေးရတယ်။ပြီးသူဓာတ်ပုံတွေပေးရတယ်။အကုန်ပေးရတယ်။အဲ့ဒါပေးပြီးမှအဲ့လူတွေက editor လုပ်တဲ့ဖြစ်သလားဆိုတဲ့မေးခွန်းပြန်ကြည့်တဲ့အခါ editor လုပ်တဲ့ editor ဖြစ်ဘူးလားဆိုတဲ့မေးခွန်းလည်းရှိတယ်။သတင်းတိုက်ဘူးလားသတင်းတော့လုပ်ဘူးလား။စသဖြင့်အဲ့ဒီနောက်ကြောင်းကြာဆို criteria လိုက်တယ်။ဒါပေမဲ့ပြန်ကြားရေးဝန်ကြီးဌာနကြတော့အဲ့အလောက်ထိသူကတချို့တွေကိုမစစ်ဖက်နဲ့သူတို့လည်းရှေ့ပိုင်းမှာပေးမိတာရှိလိမ့်မယ်လို့ယူဆတယ်။အဲ့တော့ပေးမိလိုက်တဲ့ခါကျတချို့ဟာတွေကဟိုအကုန်ရောပါလာတယ်တချို့လည်းရှိတယ်ဂျားထဲမှာညက်ပြီးတော့ထားပါတော့အဲ့ဒါတွေတတိုင်းအဲ့လိုရှိပြီးမှသတင်းဌာနထူထောင်ရတယ်ဆိုတော့နောက်တစ်ခုကသတင်းဌာနဖြစ်လာတယ်သတင်းဌာနဖြစ်ပြီးတော့မှအဲ့သတင်းဌာနမှာရုပ်သံပြောတဲ့လူဆိုရှိတယ်ရုပ်သံသုံးသက်သတင်းသုံးသက်တဲ့သူရှိတယ်ရုပ်သံသတင်းပြောတဲ့လူရှိတယ်သတင်းချင်ညာသူနဲ့သတင်းသုံးသက်သူနဲ့မတူမြန်ဘူးအဲ့လိုပဲဒီဖောက်ထွက်လာတဲ့ comedy style reporting ပေါ့ comedy style reporting ကတတ်ရှိတယ် style လောက်တာတတ်ရှိတယ် style လောက်တာတတ်ရှိတယ်နော် conclusion ကောက်ချက်ဆွဲတာတတ်ရှိတယ်အများကြီးပဲ presenting လောက်တာရှိတယ် news encourage လောက်တာရှိတယ်အများကြီးပဲကျွန်တော်က comedy style reporting လောက်တာအဲ့တော့အဲ့ media journalism ဘာသာရေးတွေအများကြီးတွေမှာတခုကျွန်တော်ကဘာသာရေးတွေအများကြီးတွေမှာတခုကျွန်တော်က comedy reporting style သတင်းရေးတော့မှဒါသတင်းတော့သတင်းရေးတဲ့ကြီးတော့ဆောင်းမရှင် journalist အဲ့လိုကွဲသွားတာသတင်းရေးတဲ့လူ reporter သတင်းရေး reporter ဒါပေမဲ့ဆောင်းမတွေရေးလာပြီးဆောင်းမတွေကိုကြာ data ချက်လက်တွေကြာ data input လုပ်ပြီးတော့ကြာနာဒီသတင်းပညာရှုထောင့်ကနေဆောင်းမတွေရေးပြီးဆိုရင်အဲ့ဒါမှ journalist ပြန်ခွဲတာနော်အဲ့တော့ reporter journalist မတူပြန်ဘူးအဲ့လိုအများကြီးပါခင်ဗျားတို့ရှင်းပြဘာသာရေးရှိတယ်ကြည့်တယ် okay ထားတော့အဲ့ဒါလို့ကျွန်တော်တို့ကလုပ်ရတယ်ပြီးကျွန်တော်တို့ကသတင်းဌာနမှာသတင်းတောက်ဆိုတာခံရတယ်သတင်းတောက်ဆိုတာခံရတယ် editor တွေထားရတယ်ပြီးဘာသာပြန်တွေထည့်ရတယ်နော်
ပြီးတော့ဗာလဲဆိုရုပ်တံတီးဖြတ်တွေထည့်ရတယ်ရုပ်တံရိုက်ကူးသမားတွေထည့်ရတယ်နော်ကဏ္ဍလိုက်ခွဲထားတာအဲ့မှာသတင်းတောက်ချုပ်တွေချိရတယ်ဆိုကျွန်တော်မြင်မယ်ကျွန်တော်မှလူ20ကျော်ရှိတယ်ဆိုအလကားပြောတာမဟုတ်ဘူးအဲ့ဒါကျွန်တော်အမြဲပြောနေတာအဲ့ဒါကျွန်တော်တမင်ကိုထည့်နေပြောနေတာဘာလို့ဆိုမတူဘူးကိုယ်သတင်းဌာနနဲ့ဝင်မတူတာကိုရှင်းပြတာအဲ့တော့မတူဘူးတော့ပြောချင်တာပြောအဲ့တော့အဲ့လိုမျိုးရှိနေတဲ့အတွက်ဒီဦးငါးမင်းဆိုလို့ဟာမျိုးကြတော့ तू ကသတင်းသမားမဟုတ်ဘူးတိကျသတင်းသမားမဟုတ်ဘူးသတင်းတောက်မဟုတ်ဘူးတရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘူးသူ့မှာ crew တွေမရှိဘူးသတင်းသမားတွေမရှိဘူး तू ကလည်းဘယ် journalism ဘာသာကိုလိလာသိမ်းထားဘူးလဲဆိုတာလည်းတပိုင်းမရှိဘူး history မရှိဘူးဆိုဒါမရှိတဲ့လူတယောက်ကပြောနေတာရဲ့အခုကျွန်တော်ပြောနေတာကိုဒီလိုလာနိုင်ရှင်တော့ဗျာကျွန်တော်မှဘယ်လိုလုပ်ပြီးကျွန်တော်ကစိတ်ထဲပဲကောင်းမလို့ပြန်တွေးကြည့်ဘာဘယ်လိုလုပ်ကောင်းမလို့ဆိုတော့တမင်ရွေးချက်ရှိပြောတာဆိုတော့ဒါသူ့ရဲ့စိတ်နေစိတ်ထားပဲကျွန်တော်တို့အဲ့လိုမသိလို့မေးတာဆိုကျွန်တော်ရှင်းပြလို့ရတယ်ပြဿနာမရှိဘူးတချို့မသိတာတာမန်အခြေခံပြည်သူလူမသိတာကိုလည်းကျွန်တော်စိတ်မဆိုးအပြစ်လည်းမမြင်ဘူးအပြစ်လည်းမမြင်ရဘူးဒါပေမဲ့ပညာတတ်ပါသည်ဆိုသောပုံကိုယ်တွေမေးစိတ်မကောင်းအဲ့တော့နမူနာကျွန်တော်အမြဲပေးတယ်ဆရာဝန်တယောက်ကမေးဆရာဝန်ကျွန်တော်ရှင်းပြတယ်ဒေါက်တာတို့ကဒေါက်တာဘွဲရဖို့အတွက်အနည်းဆုံးတက်ကဆိုဘယ်နှစ်တက်ရလဲဟာကျွန်တော်တက်ရတာဗောထားပါတော့နော်သူတို့အလုပ်တရားအစားအကုန်လုံးဆို9နှစ်10နှစ်9နှစ်အဲ့လို9နှစ်ပေါ့ဆိုဟုတ်ပြီဆရာတို့အဲ့တော့မှကျောင်းဆင်းနေတက်ကတူကျောင်းဒေါက်တာဘွဲကျောင်းဆင်းနေဒေါက်တာဘွဲနဲ့ဘွဲရတယ်ဘွဲရပြီးတော့အလုပ်သင်ဆရာဝန်ဖြစ်တယ်အဲ့ဒီမှာဆရာဝန်ဖြစ်လာတယ်အဲ့ဒါဖြတ်တန်းပြီးတော့အဲ့လိုတေချာချာဆေးပညာကိုချာသင်ရတယ်သင်ပြီးတော့ပြီးလာတဲ့လူနဲ့ရက်ွက်တကာလှည့်ပြီးတော့ရွာတကာလှည့်ပြီးဘိန်းတော်ကူးတဲ့သူနဲ့ဆရာနဲ့ဟိုဆရာလို့ဆိုနှစ်ယောက်ကိုတပြိုင်တည်းဆရာလို့ခေါ်ရင်နှစ်ယောက်ကိုရှင်းတွဲပြီးအတူတူဆရာလို့ခေါ်ရင်ဆရာဘယ်လိုခံစားဟာအတူလေဘိန်းတော်ကူတဲ့လူနဲ့ဒေါက်တာနဲ့ဘယ်လိုတူမှာလဲအခုလဲကျွန်တော်ဂျန်နယ်လစ်မှာဥပမာပေးဘိန်းတော်နဲ့ဒေါက်တာနဲ့မတူပါဘူးဗျာဒါပါပဲအဲ့ဒါကိုကျွန်တော်နားလည်အောင်ပြောချင်တာအဲ့တော့တချို့တွေပြောချင်တာပြောတာကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်ရှေ့မှာအဲ့ဒီလူတွေဘသူပုဂ္ဂိုလ်တူတယောက်နာမည်ကျွန်တော်ရှေ့မှာလာပြောရင်ကျွန်တော်အဲ့လူရဲ့ IQ EQ ကျွန်တော်စဉ်းစားနေတာဒီလူဘာလဲပေါ့အဲ့ဒါနောက်များကျွန်တော်နဲ့တွေ့ရင်ခင်ဗျားတို့ကို IQ EQ စစ်ချင်အဲ့အကြောင်းလာပြောပါခင်ဗျားတို့ EQ IQ ကျွန်တော်တခါလေး radio လုပ်ပေးလိုက်မယ် radio လုပ်အဲ့ဒါခင်ဗျားတို့ rate တင်မယ်ခင်ဗျားတို့ rate တင်မယ် IQ EQ rate တင်မယ်ကျွန်တော်ရှေ့မှာလာတယောက်ကလာပြောရင်ဘသူက तू ကဘာလဲလို့မေးလို့ရှိရင်ရသေးတယ် तू ကဒါလောက်တာပြောမယ်ဒါပေမဲ့ခင်ဗျားနဲ့ဟို तू အဲ့ဆိုရင်ခင်ဗျား IQ EQ ကအဲ့အဆင့်ပဲရှိတယ်မှာခင်ဗျား IQ EQ ကအဲ့လိုပဲမှာကျွန်တော်ဒါပုံလင်းပြောတာကျွန်တော်ပုံလင်းပြောကျွန်တော်ဘာလို့မပြောလို့မရတော့တဲ့ကာလတစ်ခုရောက်လာလို့ကျွန်တော်ပြောတာလူတွေရောကြောင်ပြီးတော့ရောသမမွေကြီးပူကြိုးသွားတာမဟုတ်ကျွန်တော်ဂျန်လစ်စင်ကလာတာတမိုင်းရှိတယ် history ရှိတယ်ဒီဘာသာရေးကိုတေချာတင်ကြားထားတယ်ကဲတေချာတင်ကြားထားခံထားပြီးသားနော်ကျွန်တော်တို့ပြီးတော့အဲ့လိုပြောရင်တခါပြောအောင်မယ်ဘေးချောင်းတက်တမန်တက်ကတူမှမရှိတာဟုတ်တယ်ဂျန်လစ်စင်တက်ကတူရှိတယ်college ရှိတယ်ကျွန်တော်တို့ခေတ္တက college တက်ကတူမရှိလို့ကျွန်တော်တို့ကသင်တန်းနဲ့ဆင်းရတာသင်တန်းကိုလည်းမနေ့တရက်နေ့ပဲတင်ဆင်းရတာမဟုတ်လနဲ့ရှိတဲ့ရတယ်ကျွန်တော်တို့ကအဲ့လိုကွာသေးတယ်ဗျဒါသင်တန်းတွေလနဲ့ရှိတဲ့ရတယ်လောက်တက်ကလည်းနှစ်နဲ့ကြီးဖြတ်သားတာ10စုနဲ့ချီပြီးဖြတ်သားတာတစ်ခုတော့မဟုတ်နှစ်ခုကဲဒါတွေကွာမတူတဲ့ကိစ္စကိုလာတိုင်းတော့ကျွန်တော်တို့ကဘလို့သွားပြောမလဲဗျကဲအဲ့တော့ထားပါတော့ဒါတွေကိုကျွန်တော်တို့လူတွေကိုသိသိချင်တာပါအဲ့တော့ဦးငါးမဲဆိုပုံမှာမုံရင်ချီကျွန်တော်မရှိဘူးဒါပေမဲ့ तू online ပေါ်မှာ तू ပြောချင်တာရှောက်ပြောနေတာကတစ်ချိန်မှာပြဿနာတက်တော့မယ်ဆိုကျွန်တော်မြင်တယ်တိုင်းပဲဖြစ်တယ်ကျွန်တော်လည်းပြောတာပဲကျွန်တော်ကဒါကြရင်အတိုးဆိုအတွန်းပို့တယ်ပြောတာပဲပြီးတော့ကျွန်တော်ကဘောင်နဲ့ပြောတယ်ပေါက်ဆွဲရပြောတယ်ပလိန်ကန်ရင်တော့ပဲကန်ပြီးရင်ပြန်လျှော့တယ်ဆိုချင်တာအဲ့လိုမျိုး तू ကကြတော့ဗိုလ်ချုပ်ကြီးမဲအောင်လိုင်းသွားပြီးတော့ကလီတီကြီးသွားပြောတာဟုတ်နော်ကလီတီကြီးနဲ့သွားပြောတယ်ဒေါ်စန်းသူကြီးကကြီးတဲ့သွားပြောတယ်ခင်ဗျာ तू ပြောနေတယ်အကုန်လုံး online မှာပြောနေတယ်အကုန်လုံးကဟိုဟာဘာလို့ဆိုတော့ဒီစီကန်းဆိုတာရှိတယ် journalism rules and regulation ကိုပေါင်းလေးကြောကုန်တာဟိုကျွန်တော်တို့တစုံတယောက်ကခင်ဗျာမင်းပြောတာစီ journalism ကျင့်မှုတွေမင်းကြော်နေလို့ပြောရင် okay မတော်တဆကျွန်တော်ကတော့ဗာရဲ့ဒီမေးလို့ဗာညာဆဲလိုက်မိအဲ့ဒါဆိုရင်တော့ तू ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကခေါင်းစဉ်မှာကိုတဲ့ comedy reporting လို့ခေါင်းစဉ်တက်ထားတယ်ဖြစ်တယ် तू ကပြောလို့ပေါက်ချဲမထည့်လို့ရသေးတယ်မတူဘူးအဲ့ဒါကြောင့်မတူတာသူအဲ့လိုပေါ့နမုံတော့တော့ဆိုတော့ဒါကြရင်မတူတာလေးအများကြီးရှိပါတယ်ဒါကြောင့်ဒါလေးကိုသိလို့လေဦးငါမင်းဆိုကြီးဖြစ်တဲ့ကိစ္စကြီးကတော့ဒါရှင်းပါတယ်သူကတော့ပွင့်လင်းပြောရင်တော့သူဒီလိုပြောချင်တာကြီးပြောနေတဲ့အတွက်သူ့ဟာကြီးကပြောတာကြီးအနေများလာတယ်ပြီးတော့ Facebook ပေါ်ကနေတက်ပြီးပြောချင်သူပြောဟိုလူကလော်ထုတ်လိုက်ဒီလူကိုဖယ်လိုက်ရွဲလိုက်ပြီးဟိုလူသွားလုပ်လိုက်အဲ့ပြဿနာရှိတယ်အဲ့ဒါကိုယ်ပါစတဲ့ပြောချင်တာပြောလို့မရပါဘူးအဲ့ဒါပြောနေတဲ့လူတွေအကုန်လုံးကအဲ့ဒါ journalist မဟုတ်ဘူးအဲ့လိုပဲဘောက်ပြောနေတာပါဘောက်လုံစားနေတာပါ journalist တကယ်ဖြစ်တယ်ဆိုရင်သက်သေပြပါတမိုင်းပြပါ history ပြပါသင်တန်းပြီးဆုံးထားကြောင်း certificate ပြနိုင်အောင်လုပ်ပါအဲ့ဒါတွေအကုန်လုံးဖြတ်သန်းမှာပြီးရင်ကိုယ်မှာ crew ရှိတယ် team ရှိတယ်ပြီးရင်ကိုယ်မှာသတင်းတောက်တွေကိုယ့်အောက်မှာသတင်းတောက်တွေဘယ်လောက်ရှိလဲရာခိုင်နှုန်းသတင်းမှာဘယ်လောက်သတင်းတောက်ဘယ်နှယောက်ရှိလဲသတင်းဘယ်နှပုတ်ရေးဖြောင်းရေးတက်လဲသတင်းတောက်ကိုကိုခိုင်ထားတယ် journalist ကြောက်လို့ကိုခိုင်ထားတယ်ဆိုရင်သတင်းဘယ်နှပုတ်ဖြောင်းရေးတက်လဲလက်တွေ့ရေးပါကျွန်တော်အမြင်နဲ့ပြောလက်တွေ့စစ်ကြည့်ပါအဖြေထွက်သွားတယ်ဆိုတော့ကျွန်တော်တက်တလုံးကျွန်တော်အခုလက်ရှိချိန်ကြီးကျွန်တော်တစ်လျှောက်လုံးမှာသတင်းရေးလာခဲ့တဲ့သတင်းပုတ်ရေးဘယ်လောက်ရှိလို့ခါလို့ထင်တယ်အနည်းဆုံးသတင်းပုတ်ရေး6000ကျော်ပြီဆောင်းပါပုတ်ရေးလည်းရာခိုင်နှုန်းရှိသွားပြီရာခိုင်နှုန်းဆိုတာ100ပြောတော့မဟုတ်200လောက်မကောက်ရှိရာခိုင်နှုန်းရှိပြီဆောင်းပါပုတ်ရေးကျွန်တော်ရေးထားတာ
နာမည်ကလောင်လေးစုံနေပြီကျွန်တော်ရေးတာဘယ်နာမည်သူသိများလဲကျွန်တော်မျိုးမေးမကြီးလားဆိုတော့ကျွန်တော်ပဲ Iris ဆိုတော့ကျွန်တော်ပဲ AY ဆိုတော့ကျွန်တော်ပဲကျော်နုလည်းကျွန်တော်ပဲကဲရှင်းရှင်းလေးဘာလို့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အားတွေမှာကျွန်တော်ရှိပြီးသားသွားဖတ်ကြည့်လို့ရတယ်ဂျာနယ်ကျွန်တော်ဖြတ်တန်းခဲ့ဂျာနယ်တမိုင်းတွေပြန်ဖတ်ကြည့်လို့ရတယ်ဒါကြောင့်မတူတာတွေကိုလိုက်ပြီးတော့ဟိုနှိုင်းရှင်တာကခုနဘာလဲသွားတူလဲဆိုတော့တမင်သက်သက်ကိုရွေးချက်ရှိလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုညံရင်ညံသူနှိမ်ပါတယ်ဆိုတော့ကျွန်တော်ရှိမှလာဝန်ခံနေရရောက်တယ်လို့ကျွန်တော်တဲ့ပဲပြောပါမယ်ဒါကျုံလို့ပြောတာအဲ့တော့ဦးငါမင်းဆိုကိစ္စဒီလိုဖြစ်ပါလိမ့်မယ်အဲ့ဒါလိုပဲမြန်မာပြည်မှာခု Facebook ပေါ်မှာ social media ပေါ်မှာ TikTok ပေါ်မှာဘယ်ပေါ်မှာညာပေါ်မှာပြောနေတဲ့တချို့ကြီးပြောပါကိုလွတ်လပ်တဲ့သဘောနဲ့ပြောလို့ရပါတယ်သူပြောတာကိုကျွန်တော်တို့အပြစ်မြင်တာမဟုတ်အပြစ်လည်းမတင်ဘူးသူ့သဘောသူ့ပုံသဘောဆောင်ပြီးသူပြောနေလိမ့်မယ်သူပြောချင်တာသူ့ရဲ့ယုံကြည်ချက်သူ့ခံယူချက်သူ့အမြင်သူ့တွေးသူကြိုက်တာပြောလို့ရတယ်ပြောခွင့်ရှိတယ်ဒါပေမဲ့တာဝန်ယူတာဝန်ခံမှုနဲ့ခုန journalism ဘာသာရေးခေါင်းစဉ်အောက်ကိုတယောက်ကဆွတ်ထည့်ပြီးဆိုရင်တော့အဲ့ဒါ journalism မဟုတ်ဘူးသူပြောချင်တာပြောတာပါဆိုတော့နားလေသိချင်တာပါဒါပါပဲဒါလေးပဲကျွန်တော်ရိုးရှင်းသွားပြောတာကျွန်တော်ဘာမှကောင်းတယ်မရှိဘူးအဲ့ဒါလေးသိအောင်ပြပြတာပါဘာလို့ဆိုတော့ကျွန်တော် journalist တွေဆိုတာကအပေတွေဂျလီဘီတွေမဟုတ်ပါဘူး journalist တွေဆိုတာကသူ့ရဲ့စီးနေခံသွားတာပါအခုကျွန်တော်ရှိမှမကြခင်ပါပဲ journalism တက္ကသိုလ်ကစာပေတက္ကသိုလ်ကဘာလဲဆိုတော့ဟိုဘာခေါ်လဲကျွန်တော်တို့ training ဆင်းမဲ့ကလေးတွေ3ယောက်9ယောက်လောက်ကျွန်တော်စီမှာရောက်လာဖို့ရှိတယ်ဒီကလေးတွေလည်းကျွန်တော်လနဲ့ရှိပြီး training ဟိုဒီမြေပြင်မှာတကယ်လောက်ရတာဘာလဲဆိုတော့သူ training ပေးရအောင်အဲ့ဒါရောက်လာဖို့ရှိသေးတယ်မကြခင်လာပိုင်းတွေထဲမှာရောက်တော့မယ်ဒါ journalism တက္ကသိုလ်ကြီးရဲ့ကျောင်းဆင်းမှာ၄နှစ်တက်ပြီးကျောင်းဆင်းလာမဲ့ကလေးတွေရှိတယ်အဲ့ဒါဆို9ယောက်လောက်ကကျွန်တော်စီမှာရောက်လာမယ်အဲ့တော့ပြီးသူတို့ကမြေပြင်မှာတကယ်ဘယ်လိုလုပ်ရလဲဆိုတော့သူတို့သိယူမယ်ဒါပြီးရင်သူတို့အဲ့ဒီကနေပြီးတော့သူတို့သိစစ်ကြည့်ပြန်ရေးပြီးတော့နောက်ဆုံးပွဲလက်မှတ်ပြန်ယူတော့မယ်ဒါဒီလိုအဲ့ဒါတွေကျွန်တော်ရှိတယ်ဒါကြောင့်မတူပါဘူးလို့ပြောပြတာပါအဲ့တော့ဦးငါးမင်းစေကိစ္စဒီလေဒီလိုပါပဲဒီလိုဖြစ်ပါလိမ့်မယ်ဒါကျွန်တော်တို့မလို့ပဲအဲ့တော့ထောင်တန်းလုံကျဲထောင်တန်းဖြစ်ကြာပြီပေါ့ဗျာဘာလို့ဆိုတော့သူဖြစ်ရမယ့်ကိစ္စမို့လို့ဖြစ်သွားတယ်လို့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့လည်းသူ့အသက်အရွယ်သူ့ဟွာနဲ့ဆိုရင်တော့ဟိုသူကောင်းအောင်မထဲမှာနေတော့လွတ်ငိမ့်နဲ့ပြန်ပြီးတော့လွတ်လာနိုင်ချေလေရှိပါတယ်တနေ့ကျော်လောက်ဆိုဒီမှာလွတ်လာနေရှိပါတယ်ဒါလည်းဖြစ်လာနိုင်ပါတယ်နောက်အစိုးရတစ်ထက်လာရင်ဖြစ်နိုင်တာရှိတာဒါလေးကြုံလို့ထည့်ပြောတာပါเนาะနောက်တစ်ခု